ဒီ comment လေးပေါ့နော်ဒီ comment လေးက6000နဲ့စပင်ကောက်လို့ရလားတဲ့ဟုတ်ပါတယ်ရပါတယ်ခုဟောင်းဖမှာတကြံ promotion အနေနဲ့6000နဲ့စီးရဲဆူဆူကောက်ဖဲကောက်ကောက်ဖြောင်မဲဖြောင်ဖြောင်6000နဲ့ချထားပါတယ်အခုအဲ့ဒီ6000နဲ့လုံးလို့ရမယ်စီကချောချောလေးတွေကျမချောချောလေးနဲ့ထည့်လိုက်ပြီးတော့မိတ်ဆက်ပေးမယ်နော်ကျမရဲ့နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါဆရာမနာမည်ကဆရာမမမှုစံပြပါတယ်ဆရာမနဲ့စပယ်ရှင်းနေတယ်ဆိုလို့ရှိရင်ဖြောင်းဝင်တဲ့ဆိုင်ဝဲကိုလာခဲ့ပါရှင်ဆရာရဲ့နာမည်လေးတစ်ချက်မိတ်ဆက်ပေးပါအောင်ကျွန်တော်ကတော့ဒီဇိုင်နာရှိုင်းတက်ပါကျွန်တော်လည်းဒီဇိုင်ချင်းနေတဲ့ဖြာပုံလန်းဟောင်းပါကိုလာခဲ့ဖြာပုံလန်းဆိုင်ခွဲဖြာပုံလန်းဆိုင်ခွဲမှာကျွန်တော်ရှိဒီဇိုင်နာစီရပါချိန်နေတယ်ဆိုရင်ဖြာပုံလန်းပေါ့ဆမရဲ့နာမည်လေးမိတ်ဆက်ပေးပါအောင်မိတ်ဆက်ပေးပါအောင်ဆိုယူလာတယ်မတော့ဒီဇိုင်နာမေလေးခင်ပါမနဲ့စပင်ဒီဇိုင်းချင်းနေဆိုတော့ဖြာပုံလန်းဟုတ်ပါကိုလာခဲ့လို့ရပါတယ်ကင်မရာဟိုမှာလားဆရာရဲ့နာမည်လေးတစ်ချက်မိတ်ဆက်ပေးပါအောင်ကျွန်တော်နာမည်ကဒီဇိုင်နာ AC ပါကျွန်တော်နဲ့ဒီဇိုင်းချင်းနေဆိုရင်ဖြာပုံဖုန်ဖောက်လာခဲ့လို့ရပါတယ်ဆမရဲ့နာမည်လေးတစ်ချက်မိတ်ဆက်ပေးပါညီမနာမည်ကတော့ဒီဇိုင်နာနိုနိုပါညီမနဲ့ဒီဇိုင်းစိတ်တင်နေဆိုဖြာပုံလန်းဟုတ်ပါကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဆရာနာမည်လေးတစ်ချက်မိတ်ဆက်ပေးပါကျွန်တော်ကတော့ဒီဇိုင်နာဝေရမှာကျွန်တော်တို့ဒီဇိုင်းချင်းနေဆိုလို့ရှိရင်တော့ဖြာပုံလန်းဟောက်ပါကိုလာလို့ဖိတ်ခေါ်ပါတယ်ဒီအပိုင်းတွေမှာ promotion တွေရှိရတာ6000နဲ့ပြက်လန်းလို့ရရဲဆိုတဲ့အကြောင်းလည်းပြောချင်ပါတယ်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဆာမနဲ့ဒီဇိုင်းချင်းနေဆိုလို့ရှိရင်တော့အခုတကြံ promotion အနေနဲ့ VIP cash ရှိတဲ့သူဆိုလို့ရှိရင်35 discount VIP cash ရှိတဲ့သူဆိုလို့ရှိရင်30 promotion ချပေးထားတဲ့အတွက်ဖြာပုံလန်းဆိုင်မဲ့ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်